ဘယ်ကနေဘလို့ရောက်လာမှမသိတော့မိမကြီးနော်ဒါနဲ့အိမ်မဟုတ်ဘူးသိလားသဘောပေါက်လားဒါနဲ့အိမ်မဟုတ်ဘူးအိမ်လေးပါလေးပြန်ဖို့စဉ်းစားအောင်ဒီအကောင်ကပေါ့နော်ဒီအကောင်ကခေါင်းကြီးနဲ့သွေးတူမွေးတူသူ့ရဲ့သမီးလာတော့မသိဘူးအိမ်မော်လာပြီးတော့ဘယ်ကမှန်းလည်းမသိဘူးအိမ်မော်လာပြီးခက်ခိုင်နဲ့ဆက်ဆိုင်လာနေတာစားလိုက်တာလည်းပြောမနေနဲ့မချိမသက်နော်စားလိုက်တော့လည်းမချိမသက်တောက်လိုက်တာလည်းမချိမသက်အိမ်မှာလာပြီးပူကြနေဘယ်ဟာမှန်းကိုမသိပဲနဲ့အိမ်မှာစိန်ယူပြီးတော့လာနေနေရအနာပတ်ဝန်းကျင်မေးကြည့်တော့လေသူ့ဟာလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးတဲ့အိမ်မောကကိုမစင်းတော့နှိမ့်ချလို့လည်းမရဘူးဒီကြားထဲသူကအိမ်ရဟာတွေကိုတောင်ပို့လုပ်လိုက်သေးတယ်နော်နေကိုဒီခိုင်းတဲ့မဝင်ဖို့ပြောထားရမဟုတ်ဘူးလားဟမ်ဘယ်လောက်ပြောမမှတ်ဘူးကြားလားဟဲ့ကောင်မငါ့ကိုစိတ်တိုးတဲ့လေသားနဲ့ပြန်မအောင်နဲ့ကောင်မတော့နော်ဒါကျုပ်အိမ်နော်ငယ်နောက်မှလာပြီးတော့မာလေသူ့အိမ်ကြာနာပဲဘယ်ရမှန်းလည်းမသိနေဘယ်ရတော့ပြောနေပြန်ပို့မှာပြောနေငါပြန်ပို့တော့မယ်နေစားတာတွေလုံးနေပြီငါ့မှာကောင်းကြီးနေတယ်တော့မှမနေအဲ့ဒါနေရအောင်လာနေလိုက်သေးတယ်မလေးသူများရရောက်လာဆိုပြီးအထင်မသေးနဲ့သူလည်းအကုန်သိတယ်ကုန်းတိကုန်းတက်အချွဲနဲ့ချွဲလောက်တတ်တယ်သူ့ကိုကျိုးရလို့ကြတယ်စိတ်ကလည်းတိုးလိုက်တာမပြောမနေနဲ့သူများရင်လာနေသူ့လားပဲသူ့အိမ်သာသွားနေရလို့ရှင်တော့ကြိုက်တောင်လို့မလားမသိလက်ကြီးရပါဦးတာကြိုက်မယ်ဆိုလဲဆိုအထားနဲ့ကြောင်ဆုံးမကြောင်ဆုံးမအေးယေရှုရှင်မ